အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့Facebook account ဖွင့်တဲ့အခါမှာပေါ့နော်ဖုန်းနံပါတ်မလိုဘဲနဲ့ Gmail account ကနေပြီးတော့မှအလွယ်ဆုံးဘယ်လိုဖွင့်ရမလဲဆိုတာကျွန်တော်ဒီဗီဒီယိုမှာအစအဆုံး sharing လုပ်ပေးသွားပါမယ်ကျွန်တော်တို့ဒီ Facebook account ဖွင့်တဲ့အခါမှာပေါ့နော်ဒီဖုန်းနံပါတ်နဲ့ဖွင့်လို့ရလားဆိုတော့ရပါတယ်ဒါပေမဲ့ဒီဖုန်းနံပါတ်ကကျတော့ကျွန်တော်တို့တစ်ခါတလေမှာအမေတန်းမတုံးဖြစ်တဲ့အခါမှာတွေပေါ့နော်ဒါဖုန်းနံပါတ်တွေကပြတ်သွားတာတို့ဘာလို့ရှိပါတယ်အဲ့ဒီခါကျရင်ကျွန်တော်တို့ဒီ Facebook account ကနောက်ဖုန်းတစ်လုံးကနေပြီးတော့မှ login ဝင်တဲ့ခါတို့ဖြစ်ပြီးအဲ့ဒီ Facebook account ကနေပြီးတော့မှဒီ page တွေဘာတွေဖွင့်ထားတဲ့ admin ခန်းနာတို့ဘာတို့ဒီလိုမျိုးတွေမှာပေါ့နော်အမှကုတ်မကြတာတို့ကုတ်ကပူလာတယ်ဒါပေမဲ့ဖုန်းနံပါတ်ကမရှိတော့ဘူးအဲ့လိုမျိုးတွေပြဿနာတွေရှိနိုင်တယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်တို့က Facebook account ကိုဖွင့်တာကတော့ဒီ Gmail နဲ့ဖွင့်တာတော့ account ဆုံးပဲပေါ့နော် Okay ဒါဆိုရင်ကျွန်တော်တို့ဒီ Facebook account ကိုပေါ့နော်ဒီ Gmail ကနေပြီးတော့မှအလွယ်ဆုံးဘယ်လိုဖွင့်ရမလဲဆိုတာကျွန်တော်ဒီဗီဒီယိုမှာsharing လုပ်ပေးသွားပါမယ် Okay ဒါဆိုရင်ကျွန်တော်တို့ဒီပထမဆုံးအနေနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ဒီကိုယ့်ရဲ့ Facebook app ထဲကိုဝင်လိုက်ပါနော်Okay ဒီနေရာရောက်လို့ရှိရင်ကျွန်တော်တို့ဘယ်ကိုထားနေမလဲဆိုရင်ဒီမှာပေါ့နော်ဒီမှာ create new account ဆိုတဲ့နေရာကိုနှိပ်မယ်နော်ဒီမှာ create new account ဆိုတဲ့နေရာကိုနှိပ်မယ်ဘာလို့လဲဆိုရင်ကျွန်တော်တို့ကဒီ account အသစ်ဖွင့်မှာဖြစ်တဲ့အတွက်ပေါ့နော်ဒီအပေါ်ကဟာကကျတော့ဒီမှာ use another account ဆိုတာကကျတော့ဒါ login ဝင်တဲ့နေရာပေါ့နော် login ဝင်တဲ့နေရာဒီကျွန်တော်တို့က account အသစ်ဖွင့်မှာဖြစ်တဲ့အတွက်ဒီမှာ create new account ဆိုတဲ့နေရာကနေတွားလိုက်မယ်ပေါ့နော်Okay ဒီနေရာရောက်လို့ရှိရင်ကျွန်တော်တို့ဘယ်ကိုထားနေမလဲဆိုရင်ကျွန်တော်ကဒီမှာ create new account မှာပဲတွားလိုက်မယ်ကျွန်တော်တို့က account အသစ်ဖွင့်မှာဖြစ်တဲ့အတွက်ပေါ့နော်ဒီမှာပေါ့နော်ဒီကနေတွားလိုက်မယ်Okay ဒီနေရာမှာပေါ့နော်ကျွန်တော်တို့ကဒီမှာ first name last name တွေရေးပေးရပါမယ်ဒီမှာနော် Okay ကိုယ့်ရဲ့နာမည်ရေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာ next ကိုထပ်နှိပ်လိုက်ပါဒီမှာ next ကိုထပ်နှိပ်လိုက်ပါ Okay ဒီနေရာမှာကျွန်တော်တို့ကဒီမှာကိုယ့်ရဲ့မွေးနေ့လေးတွေထည့်ပေးရမယ်ပေါ့နော်ကိုယ့်ရဲ့မွေးနေ့လေးတွေထည့်ပေးရမယ်ဒီမှာရက်တယ်ပေါ့နော်ဒီမှာလဒီမှာကျတော့ခုနှစ်ပေါ့နော်အနည်းဆုံးအသက်ဒီ Facebook ရတဲ့ကတော့16နှစ်အထက်တွေဖြစ်ရမယ်ပေါ့နော်အဲ့ဒါကကျွန်တော်တို့တွေ့ပို့ပြီးတော့အဆင်ပြေပါတယ် Okay ပြီးရင်တော့ကျွန်တော်တို့ကဒီ set ကိုနှိပ်လိုက်ပါဒီမှာ set ကိုနှိပ်လိုက်ပါနော်ကဲပြီးရင်တော့ကျွန်တော်တို့ကဒီမှာ next ကိုထပ်နှိပ်လိုက်ပါ Okay ဒီနေရာမှာတော့ကျွန်တော်တို့ကယောက်ျားလေးလားမိန်းကလေးလားပေါ့နော်ဒီမှာရွေးပေးရမယ်မိန်းကလေးဆိုအပေါ်ကပေါ့နော်ယောက်ျားလေးဆိုဒီအောက်ကပေါ့နော်အဲ့လိုရွေးပေးလိုက်ပါပြီးရင်တော့ဒီမှာ next ကိုထပ်နှိပ်လိုက်ပါOkay ဒီနေရာမှာပေါ့နော်ဒီနေရာမှာအရေးကြီးပါတယ်ကိုကဒီကိုယ့်ရဲ့ Facebook account ကဖုန်းနံပါတ်နဲ့ဖွင့်မယ်ဆိုရင်ဒီမှာဖုန်းနံပါတ်ပေါ့နော်ဒီမှာ mobile number လို့ရေးနေတာရှိတယ်တကယ်လို့ကိုကဖုန်းနံပါတ်နဲ့မဟုတ်ဘူး Gmail နဲ့ဖွင့်မယ်ဆိုရင်ဒီမှာပေါ့နော်ဒီမှာ sign up with email address အဲ့လိုပေါ်နေတယ်ပေါ့နော်ဒီမှာပေါ့နော်ကိုက Gmail နဲ့ဖွင့်မယ်ဆိုရင်ဒီ Gmail ကိုတွားလိုက်မယ်ဒါမှမဟုတ်ဖုန်းနံပါတ်နဲ့ဖွင့်မယ်ဆိုရင်တော့ဒီအပေါ်မှာအခုနေရာမှာဖုန်းနံပါတ်ကိုတန်းရေးထည့်လိုက်ရုံပဲပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကကိုကဖုန်းနံပါတ်နဲ့ဖွင့်မှာမဟုတ်ဘူးကျွန်တော်တို့က Gmail နဲ့ဖွင့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ Gmail ကနေပြီးတော့မှတွားလိုက်မယ်ဒီ Gmail ကနေပြီးတော့မှ Facebook account ဖွင့်မှာဖြစ်တဲ့အတွက်ဒီ Gmail နေရာကိုထပ်နှိပ်လိုက်မယ်ပေါ့နော်ဒီနေရာကိုနှိပ်လိုက်မယ်Okay အဲ့ဒီနေရာကိုနှိပ်လိုက်တာနဲ့ဒီလိုပေါ်လာမယ်ပေါ့နော်ဒီမှာခုနအကွက်နေရာမှာပေါ့နော်အကွက်နေရာမှာ email မှာပေါ်လာတယ်ဒီအောက်မှာကကျွန်တော်ဒီမှာဖုန်းနံပါတ်ဖြစ်သွားပြီပေါ့နော် Okay ဒါဆိုကျွန်တော်တို့ဒီမှာဒီ email နဲ့ဖွင့်မှာဖြစ်တဲ့အတွက်ဒီ Gmail ကိုရွေးလိုက်မယ် Gmail နေရာမှာကျွန်တော်တို့ကGmail ဖွင့်ထားတဲ့ Gmail ကိုထည့်လိုက်မယ်ပေါ့နော်
ရှာလိုက်မယ်ကျွန်တော်ကတော့အောက်ဆုံးမှာဖြစ်မယ်โอเคကျွန်တော်ကတော့ဒီ Gmail နဲ့ဖွင့်ပေးမယ်ပါနော်ကျွန်တော်ကတော့ဒီ Gmail နဲ့ဖွင့်ပေးမယ်โอเค Gmail ရွေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာ next ကိုထပ်နှိပ်လိုက်ပါโอเคပြီးရင်တော့ကျွန်တော်တို့ကဒီခုရဲ့ Facebook account ရဲ့ password ကိုဒီမှာထည့်ပေးရမယ်ပါနော်โอเคပြီးရင်တော့ကျွန်တော်တို့ဒီမှာ I agree ဆိုတဲ့နေရာကိုထပ်နှိပ်လိုက်ပါဟုတ်ကဲ့ဒီနေရာမှာကျတော့ဒီလိုပေါ်လာတယ်ဆိုရင်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုရင်ဒီမှာနော် continue creating account ဆိုတဲ့နေရာကိုထပ်သွားလိုက်မယ်တကယ်လို့တချို့ account တွေကတော့ဒီလိုမပေါ်ပါဘူးတခါလေဒီတားဝင်သွားတယ်ပေါ့နော်တခြားဒီ account အတိတ်ကနေပြီးတော့မှတားဝင်သွားတယ်အခုကျွန်တော်ဟာကျတော့အဲ့လိုမဟုတ်ဘူးဒီ account ဟောင်းကနေပြီးတော့မှ account ဟောင်းကို login ဝင်မလားဆိုတော့မှတန်းပေါ်လာတယ်ပေါ့နော်အဲ့ဆိုကျွန်တော်တို့က login ဝင်မှာမဟုတ်ဘူးကျွန်တော်တို့ကဒီ account အသစ်ကို set ဖွင့်မှာဖြစ်တဲ့အတွက်ဒီမှာ continue creating account ဆိုတဲ့နေရာကိုအဲ့နေရာကနေပဲတွားလိုက်မယ်ပေါ့နော်โอเคဒီနေရာမှာပေါ့နော်ဒီမှာ Gmail မှာကုတ်ကြလာမယ်ပေါ့နော်အခုနကျွန်တော်တို့ဖွင့်ခဲ့တဲ့အခုနကျွန်တော်တို့ဒီ Facebook account မှာထည့်ခဲ့တဲ့ Gmail မှာနေပြီးတော့မှဒီမှာကုတ်ကြလာမယ်ဒီမှာကုတ်ပို့ပေးလာမယ်ပေါ့နော်အဲ့ဒါမှကျွန်တော်တို့ကအဲ့ဒီကုတ်ကိုထည့်လိုက်မှဒီ Facebook account က confirm ဖြစ်မှာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ကခုနဒီ Facebook account မှာထည့်ခဲ့တဲ့ Gmail ကိုတွားလိုက်မယ်ကုတ်တွားယူမယ်ပေါ့နော်အလေးကနေထွက်လိုက်ပါပြီးရင်တော့Gmail ထဲကိုတွားလိုက်မယ်အဆုံးအခုနကျွန်တော်တို့ဖွင့်ခဲ့တဲ့ Gmail ကိုရွေးလိုက်မယ်အဲ့ဒီကိုယ့်ရဲ့ Gmail ကိုတော့မှတ်ထားပါနော်သူကဒီကုတ်တွေပါတယ်ပို့တယ်တခြားဒီဟိုဟာတွေပို့တယ်ဆိုရင်ကျွန်တော်တို့အလွယ်တကူယူလို့ရအောင်ပေါ့နော်โอเคဒီမှာပေါ့နော်ကျွန်တော်ဟာတော့ဒီမှာကုတ်ပေးလာပါပြီအဲ့ဒီကုတ်ကိုယူပြီးတော့အခုနဒီ Facebook account မှာအမကုတ်ထည့်မယ့်နေရာမှာတွက်ထည့်လိုက်မယ်ပေါ့နော်အဆုံးဘလောက်လဲကျွန်တော်တို့ကမှတ်ထားမယ်အဆုံးတစ်ချက်ထောက်လိုက်မယ်ဝင်လိုက်မယ်โอเคဒီလိုထည့်ပြီးပြီဆိုရင်ဒီမှာ next ကိုထပ်နှိပ်လိုက်ပါဒီမှာ next ကိုထပ်နှိပ်လိုက်ပါနော်โอเคဒီလိုဆိုတော့ဒါကျွန်တော်တို့ဒီ Facebook ဖွင့်တာတော့ဖွင့်ပြီးသွားပြီပေါ့နော်ဒီမှာကျွန်တော်တို့ကဘာလုပ်ပေးရမလဲဆိုဒီမှာ a picture ဆိုတာဒီမှာကဒီ profile ကိုprofile ပုံလေးထည့်ပေးရမယ်တကယ်လို့မထည့်ဖို့ဆိုရင်လည်းဒီမှာ skip ကနေတွားလိုက်လို့ရတယ်ပေါ့နော်โอเคပြီးရင်တော့ကျွန်တော်တို့ကဒီဟိုအပေါ်က skip ကနေကြော်သွားလိုက်ရတယ်ပေါ့နော်ဒီထန်းကနေပြီးတော့မှတွားလိုက်ရတယ်ပေါ့နော်ကိစ္စမရှိဘူးပေါ့နော်ကျွန်တော်တို့ skip ကနေပဲတွားလိုက်မယ်ပြင်လည်း skip ကနေပဲတွားလိုက်မယ်โอเคပြီးရင်တော့ကျွန်တော်ဒီမှာအပေါ်ကနေ skip ကနေပြီးတော့ပဲတွားလိုက်မယ်ပေါ့နော်ဒီမှာ skip ကနေပဲတွားလိုက်မယ်ဒီမှာဖုန်းနံပါတ်တွေပါထည့်ကြရတယ်ပေါ့နော်အဲ့ဒါကတော့မထည့်တော့ဘူးပေါ့နော်အခုတော့ကျွန်တော်တို့က Gmail နဲ့ဖွင့်လာပြီဆိုတော့မထည့်တော့ဘူးဒီ skip ကနေပဲတွားလိုက်မယ်โอเคဒီလိုဆိုတော့ဒါကျွန်တော်တို့ဒီ Facebook account ဖွင့်လာအောင်မြင်သွားပြီပေါ့နော်ဒီဖုန်းနံပါတ်မလိုဘဲနဲ့ Facebook account ကိုအလွယ်ဆုံးဒီ Gmail account ကနေပြီးတော့မှအလွယ်ဆုံးဘယ်လိုဖွင့်ရမလဲဆိုတာကျွန်တော်ဒီဗီဒီယိုမှာ sharing လုပ်ပေးသွားတာဖြစ်ပါတယ်တကယ်လို့များနားမလည်တာရှိရင်ဒီဗီဒီယိုရဲ့ comment အောက်မှာမှန်ပေးကြလို့ရပါတယ်โอเคအားလုံးပဲအဆင်ပြေကြပါစေနောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်တွေ့ကြမယ်